တော့ဆေးရုံသွားနေပါပြီကိုကြီးရောက်ပါ ကျေုံသွားနေပါပြီပေါ့ဆေးရုံသားလေး ဈေးကခုံသွားတယ်မနေ့ကလည်းခုံသွားတယ်အခုလည်းခုံသွားတယ်နောက်လည်းခုံသွားတယ်ရောက်ဘူးထိုးနေခုံနေပါတယ်သူရကိုရမယ်တယောက်လာပါပြီအပြန်ကဲရတော့မယ်တယောက်လာပါတော့မယ်အဖေလိုဒေါသကြီးတော့အမေကတော့တွေ့ပြီဟာတော့ခုဘာလို့ easy ရိုက်တာခလေးခုံတော့မော်နီတာလုပ်နေတာပေါ့နော်အခုဆိုဒါစေးရုံရောက်ပါပြီမော်နီတာလုပ်နေပါတယ်မှတ်ထားတယ်တော့ကြရမှာတွေ့မယ်ဟုတ်လားအဲ့ဆိုရင်ရတယ်လားချက်လူကောင်းစေးရုံလာထောက်လာပေါ့လာစားနေတာနဲ့ရဘယ်နှပွဲများရှိလဲဟုတ်တယ်ဘာလို့တော့လုပ်ချင်တာလဲလူဆောင်တဲ့ဆောင်ဟုတ်တယ်ချက်ပါအကျိုးပေးတယ်အကျိုးပေးတယ်လို့လည်းရှိတယ်ဒါကထူးရုံနဲ့လေအဲ့လိုအကျိုးပေးတယ်လို့ရှိတယ်စိုးရိမ်တော့စေးရုံလာပြီစားမထမင်းနဲ့ပို့တာမှာထမင်းနဲ့ပို့တော့ဟုတ်ပါမနေ့အတွက်ကိုဘယ်လိုမျိုးမျောလင့်ထားပါတယ်လဲဘယ်လိုမျိုးရင်ခုန်နေပါတယ်လဲဒါတတိယပြောက်ကြီးဆိုတော့အဲဆိုလေးဘယ်လိုထွက်လာမလဲမနေ့ပြန်ကြစောက်ကြည့်နေတာရင်ခုန်နေတာအခုမြီးဦးကနေတတိယပြောက်မြီးဒီရင်ခုန်တဲ့တူတူပဲလားပြောင်းသွားသေးလားနည်းနည်းနာမည်နဲ့ကနည်းနည်းပို့ပြီးတော့ရင်ခုန်နေတယ်လို့ပဲယောက်မျိုးမတူဘူးကွာဟုတ်တယ်3ယောက်3မျိုးနော်ဒီတော့3မျိုးတယောက်တစ်မျိုးစီပေါ့ဒီဘဝကျတော့မြီး10နှစ်ကျော်ဟုတ်တော့10နှစ်ကျော်73နှစ်လောက်မှနောက်တဲ့မြီးအစ်စ်ပြန်ရမှာဆိုတော့ဘယ်လိုခံစားရလဲဆိုရင်ခုန်နေပါတယ်မနေ့ပြန်အတွက်ဟာဆက်ဆက်မမလေးမြီးလေမြီးထီးလေရတယ်ဆိုတော့မြီးမတွေအများကြီးမြီးထီးရမြီးပဲအများကြီးရနေတာဆိုတော့မြီးထီးလေရရင်ခုန်နေပါတယ်မနေ့ပြန်10နှစ်ကျော်မှမြီးပြန်ချီရတော့ဟုတ်တယ်အိမ်မှာအမွေးထားတယ်ဒီကဘဝထမင်းရိုက်လာပို့တာကဲဒါပေမဲ့တတိယပြောက်မြီးအတွက်ရေခုန်တာလေးပြောပြပါရင်ခုန်တာပေါ့တတိယပြောက်မြီးလေးရမှာဆိုတော့ဟိုယောက်ျားလေးပဲနော်တစ်နှစ်တယောက်ရလာတာဆိုတော့ဒီနှစ်လည်းနောက်တစ်ယောက်နောက်နေ့ကတော့လန်လေးဖြစ်သွားပြီယောက်ျားလေးပဲရတော့ stop ယောက်ျားလေးပဲရယောက်ျားလေးတွေပဲကောင်းပါလေကောင်းလေးပါလာလေတဲ့ကောင်းလေးပါဟိုမှာဘန်ကောက်သွားဖို့ကြိုးစားနေတဲ့ကောင်းလေးပါချက်လာကြီးဟိုဘန်ကောက်သွားဖို့ကြိုးစားလက်တောင်းနဲ့ပြည့်နေတာဟုတ်ကဲ့ကြောက်နိုးကြူတိုက်ကြွတော့ပဲခွာHi Hi မနေ့ကျရင်တွေ့တော့ပါမယ်ဘယ်လိုခံစားပါလဲဘယ်လိုခံစားရပါလဲဆိုတော့ရင်ခုန်ပါတယ်ဆိုတော့မဟုတ်လေရိုးရိုးဝင်းမယ်ဆိုပြီးတော့ခွဲမွေးဖို့ဖြစ်သွားတဲ့ခါကျတော့နည်းစိတ်ထဲမှာစိတ်တွေခုန်နေတလောက်ပါပဲကလေးလေးကိုတွေ့ရတော့မယ်ဆိုတော့ဘိုက်ထဲမှာ6လကြီးများတော့ထည့်ထားတာဆိုတော့နှစ်ပြန်တွေ့ရမှာဆိုပြောပါတယ်ဖေဖေကြီးကပို့ပြီးတော့ဒီလိုဖြစ်အဖေနဲ့တွေ့တော့ချော်မှာအဲ့လက်ခံတယ်မလားကြီးရတယ်သူများကိုလှောင်ဝေးကြည့်နေပါတယ်ဥတော့မျောနေပါပြီလိုပါပြီမနေ့ဒီနေ့ခွဲလိုပါပြီဟောမမြတ်တော့လိုအောင်အိုက်ပြီရဘယ်လိုလဲရဟုတ်တယ်ကူမဟုတ်တယ်အချိန်ပဲဖြစ်ပေါ့နော်ဟိုမွေးမဲ့မှာမိကသူလှနေဖို့လိုပါတယ်ပေါ့သူလှနေဖို့လိုရတော့သူအခုဆိုရင်လိုရနဲ့အလှပြင်နေပါပြီဟုတ်ကဲ့အခုဒါကတော့မွေးကနေပြီးစမှုကြီးပါသူများရေဘယ်လိုပြင်ဆင်လဲလို့ကျွန်တော်ပြောတော့မှသူလှနေဖို့လိုတယ်တဲ့မဆန်းနေခွဲနေမွေးသားလဲပြုံးလှလာတယ်ပြထွက်လှတယ်ခံစားချက်လေးပြောပြပါဦးဒီမနေ့ခံစားချက်လေးဒီခွဲကနေနောက်ထပ်2နာရီလောက်နေခွဲကနေဝင်2နာရီခွဲပေါ့ဘယ်လိုခံစားလဲခွဲအင်တာဗျူးလေးပဲလိုခံစားရတယ်ဆိုဟိုရင်ခုန်တာပေါ့ဒါမဲ့လေစိတ်လေးကိုတက်နိုင်လို့ရှော့ထားပါတယ်ကလေးလေးကိုတွေ့ရတော့မှဆိုတော့ပြောနေပါတယ်ဟုတ်ကဲ့အခုဆိုတော့လဲပြီးပါပြီပေါ့စေးဆန်းထားပါတယ်နားလာကညူလာထူတာဟုတ်စကြတော့သူများရမစားမလားထုတ်ခဲ့ဟုတ်ကြတယ်သူကလည်းထုတ်ကန်ရှုပ်နေတာဟိုနားတယ်လို့
စိမ့်နေဟုတ်ကဲ့ အေးပါဆရာဝန်မကြီးအော်တယ် ခလေးဖိန်ပုတ်သိပ်ဘူးလေ ကလေး လည်းထဲမှာတွေ့ရှိခဲ့ပြီးတော့ ဟိုပါလို့ညောတယ် မျောနေတာဒီလေအန်ဆိုလေးကိုမျောနေတာ အဝမှာလာဆောင်တယ်အဖွား2ယောက်အဖိုးကတော့ဟိုမှာညောတယ်ကြီးပဲ ရှိပဲနော်လက်သီးနှစ်ဖက်ဆိုပဲကြီးရပချိုင်ပါပချိုင်ပါအမေနဲ့တူဟုတ်တကယ်မဲကြမပြဘူးနော်အားလေးတော်တော်ထွားတယ်တမီးနော်ဗီဒီယိုလေးရိုက်ပြီးမယ်နော်10ပေါင်နဲ့9အောင်စ934မွေးတယ်နော်တမီးနာကပ်ပြီဒီဘက်ကလာခွဲကန်းနဲ့ဝင်ပြီးတဲ့အချိန်နဲ့ခွဲကန်းရပြန်ထွက်လာတဲ့အချိန်မှာဘယ်လိုမျိုးခံစားချက်ကွာတယ်လို့ထင်တယ်ဘယ်လိုမျိုးထင်လဲပြီးတော့ဒီကလေးမျက်နှာကိုမြင်လိုက်တဲ့အချိန်မှာဘယ်လိုမျိုးရှင်ထဲမှာခံစားရလဲအဲ့ဒီပြ အဲ့ဒီပြမဝင်ရင်တော့အိတ်ချင်တာတော့ညဘက်ကအေးရင်းနေပြတော့အိတ်ချင်တယ်ဒါပေမဲ့အဲ့ဒီလေခါထုံစီအစထိုးတဲ့အချိန်မှာလူတွေရှိနေမနေဖြစ်ပြီးတော့ဘလို့ကြီးမှမသိဘူးအဲ့အချိန်မှာနည်းနည်းရင်းတုံးတယ်လို့နည်းနည်းစိုးရင်စိတ်ဖြစ်တယ်လို့ဖြစ်တယ်ပြီးတော့ခလေးလက်ထွက်ပြီးလေဆိုတော့မသိဘူးရင်ထဲမှာလို့ဖုတ်တုဖတ်တယ်လေ ပထမဆုံးမြင်လိုက်ရတဲ့ခံစားချက်ပြောပြ အမှန်တော့အနီးကက်ကြီးအရင်ကြီးတော့မမြင်ရဘူးလေကိုပေးနာမှာတေတက်ပုံလားအဲ့လိုဘလို့လေးလည်းမသိဘူးမျက်ရည်ကျတယ်လို့ ပြောရပေါ့ ပြောတယ်ပေါ့ လူနဲ့တူတယ် နှစ်ယောက်လုံးနဲ့တူပါတယ် တဝက်စီပါနော်ဘလူးရတာပါ ဘာဖြစ်ပချိုင်နေပါတော့ကိုရဝိသေသားလေးပဲ तू ကဘယ်ဘက်ပါကိုညာဘက်ပါ ဟုတ်ပါအဖေလို့စောကြည့်မှဖြစ်ပါတယ် မလီဟဲ့ Hello my son Hello အိတ်နေပါပြီ Baby အဲဆိုလေးတော့အိတ်နေပါပြီခင်ဗျာ Hello baby ရုပ်ကိုကြည့်ပါစားကြည့် တူတယ် လူတွေမတူတယ်ဘူး အနီနဲ့လည်းတူတယ်ကုတ်ဘူးနဲ့လည်းစင်တယ်ဆိုတော့ဘယ်လိုပြောရမလဲတဝက်စီပေါ့ပြောရရင်တော့အခုချိန်ကတော့ရုပ်တော့မပေါ်သေးဘူးဒါပေမဲ့ဘယ်လိုပဲပြောဒီကလေးကတော့ဟိုနည်းနည်းမန်လီနည်းနည်းဆန်တယ်နည်းနည်းဟိုကြည့်ရနိုးကြိတ်မဲ့ပေါ့ ဦးလေးသားနှစ်ယောက်နဲ့ဘယ်သူဦးလေးသားနှစ်ယောက်ဘယ်တယောက်နဲ့ပို့စင် လီယွန်နဲ့နည်းနည်းတူတယ်လီယွန်နဲ့တူတယ် လီယွန်လို့ဆိုပြီးကောင်းတယ်တော့ပြီးပြီ ပြီးအဲ့လီဒီချိန်မသိရသေးဘူး2လ3လ3လလောက်ဆိုစပြီအဲ့လို ပြောတာပေါ့မိသားစုတယောက်တို့တော့ပြောတာပေါ့ ဟိုက3ယောက်ပေါင်းလောင်းကြော်တော့ပါနော် တောင်းရအောင်တားကြီးပဲတားချောတွေကြီးပဲဆိုရင်တော့ထိဖို့တာပြင်ထားတော့ ပထမပါတော့စောကြည့်ရောမှာ ဟုတ်ပါပချိတ်ပါဖမလေးနဲ့ချစ်စရာလေး အဲ့လိုနေနေပြီ တို့တော့လိုချင်တာပေါ့ဗျာ အဲ့ဒါဆိုတော့ကျူးသားတယ်ပေါ့ ကျွန်တော်ကြိုးစားပါမယ်ကောင်းဆုံးဖြစ်အောင်ကြိုးစားပါမယ် ကျမိုးလေးစားရကိုဝန်ဆောင်ကလေးကချစ်ပြီးသားဗာလေးထွက်လာချစ်ပြီးသားထပ်ပြီးတော့အပြအတင်းနေနဲ့ထပ်မှန်တဲ့အတွက်ပို့ပြော်တယ်ပေါ့နော်အခုထွက်လာတော့ကြီးတော့လဲချမိုးလေးနှခမ်းလေးနဲ့တူတယ်မနဲ့စောစောတက်ပိုင်တင်နိုင်ပုံလေးကြီးလိုက်တော့ဒီခုအနီးကလာကြီးလိုက်တော့တက်ပိုင်မျက်နှာတွေ့ရပါဖောင်းလေးနဲ့အဲ့လိုမျိုးကြည်နူးတယ်ပေါ့နော်ကိုချစ်တဲ့ချမိုးလေးစီကထွက်တဲ့ဟာလေးဆို ကျေးဇူးပါ ကဲပါ အရင်ပြောပါရဲ့ဖွားဖွားနဲ့တူတယ်ဆိုတော့ပိုပြီးရင်ခုန်တယ်ပိုပြီးပြောတာလူတိုင်းကပြောနေတာဟုတ်လားမဟုတ်လားတော့မသိဘူး အရင်တော့အဖေနဲ့မရပါဘူး အဖေသူနဲ့တူရနော်ပါဖောင်းဖောင်းလေးဒါပေမဲ့အမြင်သူများတွေကဖွားဖွားနဲ့တူတယ်ဖွားဖွားနဲ့တူဆိုပိုပြောပါတယ် လူလေးတယောက်တိုးလာတယ်ဆိုတော့လည်းဘာပဲပြောပေါ်ရမှာပေါ့ဒီလိုက် ဦးငယ်ထင်ရ ကဲပေါ့ကဲပဲဦးငယ်ထိမ့်မိမှာဟ
ဦးငယ်ထင်းပြီးမှ ဘုန်းကြီးကကလေးရောဟဲ့ကလေးစိတ်ကိုဦးငယ်ဘုန်းကြီးကကလေးစိတ်ကိုပါပြီငိုလို့လေဆို ဒီလိုလိုက်မှာပေါ့ ဦးငယ်အလိုလိုက်မှကလေး ဟောတော့မဟုတ်ဘူးအဖွားဖြစ်နေပြီအဖွားဖြစ်နေပြီဒီမှာအာလူကျော်အဖွားတွေပါ အေးခုလေးနဲ့ချင်း ချစ်လား မကြည့်ပါချီပါလက်ပေါ်ရကဘုဘုဆိုတော့ဘယ်လိုလဲဘုဘုချစ်လိုက်တာသမားကိုနိုးတိုင်နေတာပါဟိုမှာကြည့်ပါဦးတရုတ်ကလုံးကုန်လဲစိုးရင်းနဲ့အိပ်ပြောနေတော့အခုတော့လမ်းလျှောက်နေပါတယ်တရားမှဖြစ်ပျက်တွေမှပြကြတယ်နားတယ်ဒီမှာကျွန်တော်တို့ဂိမ်းဆော့နေပါတယ်ဟိုမှာတော့ဆရာသမားတော့အိတ်နေပါတယ်ဟိုဒါပဲအလှတွေပြင်ထားရလို့လား ဘယ်လိုလဲ ဟောလဲဒီရောဂိမ်းဆော့ကျုံးနေတူတူဂိမ်းဆော့ ဘာဖြစ်လဲအခုပဲနှီးလဲတာပြုတ်ကနေဖြစ်သွားလား ပြုတ်ကနေပဲပါလားတောက်လိုက်တယ်လည်းအများကြီးပြုတ်ကနေပဲကဲလဲလိုက်ပါအောင်ပါ မောင်အန်ဆိုလေးလမ်းကြည့် ဟာပြီ ခလေးကို မတူနာနာရအမှန်ကန်စေးုံစင်းရမင်းဒီပါဒါပေမဲ့ဆရာကြီးကတန်တရားဖြစ်နေတော့ဝါရတော့မဟုတ်ဘူးဒါပေမဲ့စိတ်ချအောင်မိပြထားပါတယ်၈နာရီပြီးတော့တူနဲ့မှတော့စေးုံစင်းမပြီးဆရာကြီးကဟိုဖွားဖွားကိုလှုပ်ပေးနေပါတယ် ဥထုပ်လေးပေးပါအောင်ဟေး ဖွားဖွားကိုလှုပ်ပေးနေပါတယ်ဥထုပ်နောက်မှာဟုတ်ဖွားဖွားကိုလှုပ်ပေးနေပါတယ်ဖွားဖွားကိုကြစ်ခိုင်းနေပါတယ်ဖွားဖွားနဲ့ဖိုးဖိုးနဲ့ဒီမှာစေးုံစင်းမဲ့နေမှာမိလာထိနေပါတယ်ပြန်တော့ပဲလို့လေအတားရလားမမီခွဲမွေးတွေ့ကြုံနေပြောပြပါဦးခွဲမွေးတွေ့ကြုံပြောပြပါအေးရပြပြနော် ကဲအိမ်ပြန်မိုးအတွက်ပြင်ဆင်နေပါပြီဖေဖေကြီးက ဟုတ်ကဲ့ကျွတ်အောင်လေ ကဲမင်းသားလေးအန်ဆိုကတော့အိမ်ကိုပြန်နေပါပြီငါဖေဖေကြီးကမောင်းနေပါတယ်ဖေဖေကြီးပြောပါအောင် ဒီပါဘေးချင်းငယ်လေးတော့ဆောင်းလိုက်တာဖိုက်စားမမဆိုနေတော့ရအောင် ဟိုလည်းမုတ်တွေထိုင်ဆိုင်နေဗိုက်တွေပြည့်နေ ဟုတ်ပါ အဲ့လူကောင်းတာကြည့်အောင် ဒီတော့တော့မကြည့်ဘူးဒီလား ကဲမအန်ဆိုလေးအိမ်ရောက်ပါပြီဟဲ့အိမ်နေတော့ တာရီ အဲ့ဒီမောင်အန်ဆိုလေးအိတ်ပုံလည်းမေးဟမ်မပြန်လာခင်နဲ့အိတ်တာဆိုတာလည်းမကြည့် တီရှူပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်တွေ့မယ်နော်ဘိုင်ဘိုင် Mommy, Mommy, Channel.